ဒါကတော့အသက်ရှူမလောက်အောင်ကောင်းမွန်လှတဲ့ Manchester United နဲ့ Everton တို့ရဲ့ပွဲစဉ်တွေကအလှပဆုံးအခိုက်အတန့်တွေကိုဇလန်တပုတ်လိုပြန်ပြောင်းကြည့်လိုက်ရအောင်ဗျ။ပွဲကတကယ်ကိုအရှိန်တက်နေပါပြီ။ Bruno Fernandes စီကနေဘောလုံးကိုရလိုက်တဲ့ Matías Cunha တယောက် Everton ရဲ့ goal area တွေကိုအတင်းတိုးဝင်နေပါတယ်။ Everton နောက်ခံလူတွေကြားထဲမှာရုန်းကန်ရင်ဘောလုံးကိုမရမကထိန်းထားနိုင်ခဲ့တယ်လို့ Bruno ကလည်းဂိုးတိုင်နောက်ဘက်ကိုဘောလုံးလှလှပပတင်ပေးလိုက်ပြန်တယ်။အဲ့ဒီမှာတင် Bryan Mbeumo ကဂိုးရှိကိုပြန်ကောင်းတိုက်ချပြီး Cunha ကပိတ်ကန်ဘောလုံးကအာမတ်နဲ့ရိုက်မိပြီးဂိုးထဲဝင်တော့မဲ့အချိန် Everton ဂိုးသမား Jordan Pickford ကအမခံလက်စွမ်းနဲ့ဖျက်ထုတ်လိုက်တယ်လို့နောက်ခံလူတာကောင်းစကီးကလည်းစီးပေါ်ကနေအမြန်ဆုံးရှင်းထုတ်လိုက်ရပါတယ်။ United ရဲ့တိုက်စစ်လိုင်းတွေကတကယ်ကိုအသက်ရှူရက်မတက်ပြင်းထန်လွန်းနေတာပါ။ပွဲကစားချိန်နိုင်ဝက်လောက်မှာတော့ Bruno ရဲ့ပြစ်ဒဏ်ဘောကနေတဆင့်ဘောလုံးက Diego Dalot စီရောက်သွားပါတယ်။ဒါလောကဘာမှစဉ်းစားမနေပဲအဝေးကနေအပြင်းပြင်းနဲ့ကန်သွင်းလိုက်တာဘောလုံးကဂိုးတိုင်ဘေးနားလေးကနေကတ်ထွက်သွားလို့သာပြစ်ဖို့တပြင်းချနိုင်ခဲ့တာပါ။တကယ်ကိုရင်တုံစရာကောင်းတဲ့အားထုတ်မှုပါပဲ။ဒါပေမဲ့တကယ်ဆက်ရှိန်အမြင့်ဆုံးအပိုင်းကအခုမှလာတာပါ။ Everton ရဲ့တိုက်စစ်ကို Harry Maguire ကခေါင်းတိုက်ဖြတ်ထုတ်လိုက်ရာကနေ United ရဲ့လျှက်တပြက်တံပြန်တိုက်စစ်စတင်ပါတော့တယ်။ Cunha ကနေ Mbeumo စီကိုပေးလိုက်တဲ့ပေးပို့မှုကတော့တကယ်ကိုမယုံနိုင်စရာအမှုပညာတစ်ခုပါပဲ။ Mbeumo ကလည်းအလောတကြီးမလုပ်ဘဲခဏလေးရပ်ပြီးတကွင်းလုံးကိုခြုံကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာပဲကိုကို area နားကနေပြိုင်ဘက်ကိုရှေ့အထိအစွမ်းကုန်ပြေးတက်လာတဲ့ Benjamin Sesko ကိုမြင်လိုက်ပါတယ်။ Mbeumo ရဲ့ဖန်တီးပေးမှုကို Sesko ကဘာမှရွေးမှမရှိပဲဂိုးကွန်ရက်ထဲကိုအားပြင်းပြင်းနဲ့ကန်သွင်းလိုက်တဲ့အခါမှာတော့ United တို့ဦးဆောင်ကိုရသွားပါပြီ။မိနစ်ပိုင်းအတွင်းမှာတင်ကွင်းတစ်ဖက်ကနေတစ်ဖက်ကိုအရောက်ပြေးပြီးအဆုံးသတ်သွားတဲ့ဒီတိုက်စစ်ကတော့ Premier League ရဲ့အကောင်းဆုံးတံပြန်တိုက်စစ်တွေထဲကတစ်ခုအဖြစ်ကျန်ရစ်တော့မှသေချာပါတယ်